ရန်ကုန်ဆိုင်ကဝါနာဦးဇုံထဲဖြစ်တဲ့ကိုနိုင်နဲ့မမိုးတို့ဟာချင်းပြည်နယ်ဘက်ကိုဆိုင်ကနဲ့ခီးရှည်ထွက်ခဲ့ကြပါတယ်။အစပိုင်းမှာခီးရသားရနေပေမဲ့တောင်ပေါ်မျိုးလေးတစ်မျိုးရောက်တဲ့အခါမှာတော့ကိုနိုင်ရဲ့ပခုံးတန်ရကစာပြီးကြိုက်ခဲလာပါတယ်။အနားယူကိုစဉ်းစားပေမဲ့ရာသီဥတုကကောင်းနေပြီးလမ်းဝေးတော့သွားမရမယ်ဆိုတဲ့သတင်းကြောင့်ဆက်သွားမှုဆုံးဖြတ်လိုက်ကြပါတယ်။လမ်းမှာဒေသခံဆိုင်ကသမား၃ယောက်ဖြစ်တဲ့ကိုတီဟကိုမျိုးကိုအောင်တို့နဲ့တွေ့ဆုံပြီးခီးတူဆက်ခဲ့ကြပါတယ်။သူတို့သွားခြင်းနဲ့ရေကန်ကြီးစီကိုရောက်ဖို့ကြိုးစားပေမဲ့ရာသီဥတုကဆိုးရွားလာပြီးလမ်းပိတ်နေတာကြောင့်ပြန်လဲခဲ့ရပါတယ်။အပြန်လမ်းမှာမိုးရီရန်တဲနေပြီးမောင်းလာတာကြောင့်ဖြက်လန်းတစ်ခုရွေးချယ်မိခဲ့ကြပါတယ်။အဲ့ဒီဖြက်လန်းကလူသူကင်းမဲ့ပြီးတောနဲ့လောလာပါတယ်။ည၈နာရီခွဲလောက်မှာကိုနိုင်တို့အဖွဲ့ဟာရှင်းအောင်အင်ကြီးတစ်လုံးလမ်းဘေးမှာတွေ့လိုက်ရပါတယ်။ကိုနိုင်ကနားခုဖို့အတွက်အင်ချီကိုသွားခွေတောင်းပေမဲ့အိမ်ထဲမှာဘယ်သူမှမရှိပဲခြေတံလိုတပြက်စီးလဲတံလိုကြားနေရပါတယ်။နောက်ဆုံးမှာအိမ်နောက်ဘေးကပြတင်းပေါက်ကနေအဖောက်တယောက်တွေ့လိုက်ရပေမဲ့အဲ့ဒီဘောကလေထဲမှာမျောလိုက်ပြီးပြတင်းပေါက်ကိုဖောက်ထွက်သွားတာကိုမြင်လိုက်ရလို့ကြောက်လန့်ပြီးထွက်ပြေးခဲ့ကြပါတယ်။ည7နာရီကျော်လောက်မှာသူတို့အဖွဲ့ဟာတောလန်းအတိုင်းဆက်မောင်းလာရင်ထူးဆန်းတဲ့ဖြစ်ပျက်တစ်ခုကိုကြုံရပြန်ပါတယ်။လမ်းဘေးမှာရေတခွန်တစ်ခုနဲ့အတူလူတစ်ယောက်ကစကူတာဆိုင်ကယ်ကိုရပ်ပြီးရေဆေးနေတာကိုတွေ့လိုက်ရပါတယ်။ပထမတစ်ခါတွေ့တော့တာမန်ပဲထင်ခဲ့ပေမဲ့တနားရီလောက်မောင်းပြီးတဲ့အချိန်မှာအဲ့ဒီရေတခွန်နဲ့ဆိုင်ကယ်ဆေးနေတဲ့လူဒုတိယအကြိမ်ထပ်တွေ့လိုက်ရပါတယ်။နောက်ထပ်တနားရီလောက်ကြာတော့တတိယအကြိမ်ထပ်တွေ့ပြန်ပါတယ်။အဲ့ဒီတော့မှသူတို့ဟာလမ်းမနေတာမဟုတ်ပဲလမ်းမိတ်ခံထားရမယ်သိလိုက်ကြပါတယ်။ကိုတီဟာကတောင်ကုန်းပေါ်မောင်းကြည့်လိုက်တဲ့အခါမှာတော့ကြောချမ်းပွဲမြေခွေးကိုတွေးလိုက်ရပါတယ်။တောင်ထဲမှာဖျောင်းချုံတဲ့ဝိထားတဲ့လူတစ်ယောက်ထိုင်နေပြီးသူ့မျက်နှာကမဲနေနေပါတယ်။သူကကိုနိုင်တို့အဖွဲ့ကိုစိုက်ကြည့်နေတာပါ။ကိုတီကဘာမှပြောပဲဟျောက်တွေမောင်းကြဖျားစာယူပြီးအကုန်မောင်းကြလို့အော်ပြောပြီးဆိုင်ကယ်တွေကိုအချိန်ကုန်နေပြီးမောင်းပြေးကြပါတယ်။ဖျားစာတွေအော်ရွတ်ရင်မောင်းလာမှအဝေးကမီးရောင်တစ်ခုကိုတွေးရပြီးလမ်းမပေါ်ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့စိတ်ကြရတဲ့နေရာကိုမရောက်သေးပါဘူး။နောက်ဆုံးဖြစ်ရမယ့်ဒေါ်လန်ပိုင်းတစ်ခုကျန်ပါသေးတယ်။အဲ့ဒီဘိုင်ဝင်ကာနီးမှာကိုတီကဒီလမ်းမှာဘာတွေ့လုံးဝမရက်နဲ့မကြည့်နဲ့လို့မှားလိုက်ပါတယ်။လမ်းထဲဝင်တိုက်တာနဲ့လေပြင်းတွေတိုက်မိုးတွေရွာပြီးပေါဝင်းကြီးကခြောက်ကြားစီကပြောင်းလဲသွားပါတယ်။ကိုနိုင်ကလမ်းဘေးမှာလူတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီလူကမျက်နှာတစ်ခုလုံးခြောက်ကန်းနေပြီးလေဘေးကနေခါးတီကျိုးတွေရေးပတ်ထားပါတယ်။အစိုးစိုးကတော့သူ့လေဘေးကဘယ်ဘက်ကိုကျိုးကြနေတာပါ။မိုးမိုးကအဲ့ဒီလူကိုမြင်အောင်ပြီးအော်ဟေးလိုက်ပေမဲ့ကိုနိုင်ကဆိုင်ကယ်ကိုမရက်ပဲတင်းမောင်းထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့မြို့ပေါ်ကဟိုတယ်တစ်ခုကိုရောက်ရှိပြီးအနားယူကြပါတယ်။ဒါပေမဲ့ညာဘက်အိမ်နေတော့မိုးမိုးကလန်နိုးလာပြီးနေဘသူလဲဆိုပြီးတော့ကိုနိုင်ကိုအော်မေးပါတယ်။ကိုနိုင်ကငါကိုနိုင်လေးဘာဖြစ်တာလဲလို့မေးတော့မိုးမိုးကမျက်လုံးပြူးကြီးနဲ့နေဘေးမှာခုနလန်ပေးကလဲပင်ကျိုးနေတဲ့လူကြီးရဲနေတယ်လို့ပြောလိုက်ပါတယ်။ကိုနိုင်လည်းကြောက်လက်ပြီးဖျားစာကိုကိုင်မိုးလက်ကိုစုပ်ကိုင်ပြီးမိုးလေးနဲ့အထိမအေးရဲတော့ပါဘူး။နောက်မှစုံစမ်းကြည့်တော့သူတို့ဖြတ်လာတဲ့လမ်းပိုက်ပါ။ဟိုရင်ကရေကြီးမြေပြိုမှုတွေဖြစ်ခဲ့ပြီးရွာလုံးကျပျောက်ဆုံးတည်ဆုံးခဲ့မှုတယ်လို့သိရပါတယ်။သူတို့တွေ့ခဲ့တဲ့အိမ်ပြက်ကြီးလမ်းမအောင်လှုပ်ခဲ့တဲ့ဝိညာဉ်တွေနဲ့လေပင်ကျိုးနေတဲ့တရေဘလူးတွေဟာအဲ့ဒီသဘောဘေးရနေတွေမှာတည်ဆုံးခဲ့ကြတဲ့ဝိညာဉ်တွေဖြစ်နိုင်ပါတယ်။ကဲပရိသတ်ကြီးဒီနေ့တင်ဆက်ပေးခဲ့တဲ့မြူနင်းတော်တဲ့ကလမ်းပြဝိညာဉ်ဆိုတဲ့ဖြစ်ရမယ်တဲတဲ့ရေပို့ဇလန်းလေးကိုနားဆင်ပြီးတဲ့အချိန်မှာတောင်ပေါ်လမ်းတွေဖြက်လန်းတွေမောင်းတဲ့အခါသတိထားကြဖို့တိုက်တော်လိုက်ရပါစေ။ဒီဇလန်းလေးကိုကြိုင်းနေတတ်ရဆိုရင်လိုက်လေးပေးပြီးငွေရင်းတွေကိုပါပြန်လည်မျှဝေပေးဖို့မေးပါတယ်နော်။